င်္ဂလာပါခုပြပြမဲ့ကြပြလေးကတော့ကြပြဆရာစန်းကျော်စွာဝင်းရဲ့စက္ကန့်ကောစာအုပ်ထဲကအနာရီနဲ့လူဆိုတဲ့ကြပြလေးဖြစ်ပါတယ်အနာရီနဲ့လူလဲချောင်းတစ်လျှောက်တပ်ပေါင်းပူကြီးစောက်ထားတယ်လို့ဆေးလူယုံကြည်မှုနဲ့မော်ချမိခဲ့တဲ့ရှားမိခဲ့များအစာအိမ်နဲ့ကြခိုးဆွဲဆေးညီနှံများဆေးညီနှံကြောင့်ပြုတ်အံတော့ဆေးညီနှံထက်ရတယ်ဟောဒီအခန်းထဲကမှတ်ချင်ရင်နဲ့ပိုးဟက်များငါကြောက်တယ်ဆေးပလင်းခွန်တွေငါမုန်းတယ်ဓာတ်မှန်ဆက်ကြီးတဲ့ငါဝင်သွားတော့ယောဂရလက်တတိကြီးနဲ့ပြန်ထွက်လာတယ်မိတကြိုဆက်ကြီးတဲ့ငါဝင်ခဲ့ရင်ပြာမုံပြာစများနဲ့ပြန်ထွက်လာမလားထွက်လာတဲ့မိခိုးငွေများကိုငေးတေသည့်အထိကဘာကိုကာဗွန်ဓာတ်ငွေနဲ့လှုပ်ကြံခဲ့မိသူလူသားများလို့တန်ဝေခရမလားလူနာအဆုတ်မှာအနာဖြစ်တော့လူဟာနနာကျင်ကျင်ကိုပူချိန်ကအမြင့်ဆုံးပါအဖြစ်ဖြစ်လောင်နေတဲ့အရေပြားဟာစစ်ကလိတ်မီးညှိဖို့အသင့်ဖြစ်ခဲ့ပေါ့စကံမလက်ချောင်းဆိုးတဲ့အခါအတန်အိုးကအလုံးမလုံးချင်တော့လေးပြိုများလဲတုတ်ဆိုင်ပေါ့ဖြစ်နိုင်ရင်ငါလယ်မင်းကိုဓာတ်တစ်ထက်နဲ့ခုတ်ပြက်ငါကောင်းနဲ့လွတ်ကင်းရရွှေ့ထားခြင်းနဲ့တစ္ဆာရှားပါတဲ့လောကထဲဒုက္ခဟာတစ္ဆာအရှိဆုံးပဲစိတ်เสียခန္ဓာလိုက်တော့ငါပျော်စရာခန္ဓာကပြန်ခိုင်းရင်ဟာစိတ်ဟာဘုံဘုံလဲကြသင်္ခါရတွေပဲမွေးခြင်းနဲ့တည်ခြင်းကြားချစ်ချင်းနဲ့ပျော်ရွှင်ခြင်းနောက်လိုက်ရင်အဆုတ်ရောအသေးပါစတေးခဲ့ပြီသင်္ခါရတွေပါဟောတာကသင်္ခါရတွေပေါ့တယုတရဖီးတင်မိရဲ့သပင်များလက်ဖေးကွက်ထဲရောက်တော့ယွန်စရာမမမောမောတောက်မိရဲ့လက်ဖေးရည်များသပင်ပေါ်ဖိတ်ယွန်စရာပန်းဒီအပုတ်ကြီးမိတ်ကက်လင်းတော့လဲရနက်ဟာမဖြူစင်တော့အသွားတုံးဓာတ်တစ်ချောင်းလိုအဲ့နေတဲ့ဖန်ကွက်လိုအမားချစ်တွေနဲ့မြင်နီတားထားတဲ့စာအုပ်တော့ကိုတက်ပြစ်တဲ့မီးတောင်မီးစာကုံလို့စီလဲခန်းတော့ချစ်ချင်းမြတ်တာအမှုပညာဝဲလက်မှတ်ယာရုဂုံတနာအရာရာကိုရှာဖွေရင်အပုံနဲ့ထောင်းထောင်းထနေတဲ့အာသူမကောင်ကြီးကိုတည်ယူရင်ကဘာမြေပေါ်တေမဲ့တင်းချိုင်းကိုလိုက်ရှာမိတာ26နှစ်ကျော်ခဲ့ပါပြီ။ကွေးသောလက်တွေဆန့်ထုတ်လိုက်ပါပြီ။ရုပ်ဝတ္ထုများဟာရှာလဲမတွေ့ခဲ့ဘူး။တေမင်းကိုမရှာလဲတွေ့ကြမှာအဆုံးသက်တော့ငါလဲတနေ့နေ့မှာပုံစံတစ်မျိုးမျိုးနဲ့အလေလာမဲ့တေမင်းကြီးကိုတွေ့တော့တွေ့မှာပါ။ကြပြစီကစမ်းကြုံစွာဝင်